โอเคမင်္ဂလာပါဒီတစ်ပတ်စနေနေ့ညနေ6နာရီမှာမန်ယူတင်းနဲ့ဟာစီတီနဲ့ပထမဆုံးပရီးမီးယားရှေ့မှာတော့မန်ယူတင်းကခြေတန်းပွဲတွေမှာရှုံးတာလည်းရှိတယ်နိုင်တာလည်းရှိတယ်ဒါအမျိုးမျိုးပဲပေါ့နော်ကျွန်တော်တို့ပွဲတိုင်းတော့မကြည့်ပြဘူးတချို့ပွဲတွေတော့ကြည့်ပြတယ်ပေါ့နော်ဘာလို့လဲဆိုတော့တချို့ပွဲတွေကချက်ကစားသမားတွေရဲ့ Talisman တို့ Andre Santos ဆိုရင်ဒီကစားသမားတွေရဲ့ခြေစွမ်းကိုလည်းကျွန်တော်ကသိချင်တယ်အနေနဲ့တော့ကြည့်ပြတယ်ဟိုအရင်ပရီးမီးယားလိလိုမျိုးခြားပြန်ပွဲလိုမျိုးအရင်ဖန်ဆမှုအရင်မပြင်းထန်လို့ခံစားရတယ်ပေါ့နော် AC Milan နဲ့ပွဲတော့မပေါ့ AC Milan ပွဲရောက်တယ်မိုက်တယ်အဲ့တော့အဲ့ပွဲတွေကတော့ဒါပေမဲ့အဲ့ပွဲတွေက90ဖြစ်စီရှုံးနေဖြစ်တယ်အရေးမကြည့်ဘူးတကယ်အရေးကြီးတဲ့ပွဲကအခုမှလာမှာဘာလို့လဲဆိုတော့ဒီပွဲကိုရှုံးလိုက်လို့ဘာဖြစ်သွားမယ်ညာဖြစ်သွားမယ်ဆိုတာတော့မဟုတ်ဘူးဒါပေမဲ့အာထွက်အာစီရီကတန်တက်အတင်းသုံးလေးနေမှာလူဝယ်မှုအနည်းဆုံးပဲဘာလို့လဲသူတို့ကိုယ်တိုင်တော့ဒါပရီးမီးယားလိအတွက်အများကြီးပြင်ဆင်ထားတာမရှိဘူးဒါကျွန်တော်သိရသလောက်ပေါ့နော်ဟာစီနဲ့ပတ်သက်ပြီးစုံစမ်းမိရသလောက်ကတော့သူတို့ကိုယ်တိုင်တော့အများကြီးဟိုဒီပရီးမီးယားလိကငါတို့ရမ်းမယ်ရုံးမယ်တွေဘယ်လိုမျိုးတတ်မှတ်ထားမရှိဘူးအဲ့တော့သူတို့ပုံမှန်တိုင်းမျိုးသူကစားတဲ့ကန်တယ်ချိန်တယ်နော်သူတို့တန်တက်လာโอเคဒါအာစီရီပိုင်းကျွန်တော်အဓိကမိန်ပိုင်းလာကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းနေနဲ့ဒါမိုက်ကယ်ကာရစ်ကရှေ့ရာဒီမှာလည်းအများကြီးလုပ်ပြထားတယ်ကျွန်တော်လည်းမယုံဘူးပဲဘယ်လိုမှလည်းဘယ်လိုဘယ်ယုံလဲဒီအများကြီးတွေ့ကြမရှိသေးတဲ့ဒီကရှေ့မှာလည်းအမှဆရာသမားမိပြကအမေရိကလှုပ်ထားတာတွေအများကြီးပဲဆိုတော့ဒီနိကရောက်လာတဲ့ချက်မှာကျွန်တော်အများကြီးမဟုတ်ရင်တော့ယူပါလေးလောက်ဝင်ရင်တော့ဘုံကတင်နံပါတ်နေထားမှာသူကဒိန်းကနေပဲအောက်ကစားအငယ်စားလေးပုံစံမျိုးလုပ်ပြပါလားအောက်ကစားငယ်တကယ်အောက်ကစားအငယ်စားလေးလိုပါပဲတကယ်ဟိုလုပ်ပြပါရအများကြီးပဲဘယ်သူမှအကုန်လုံး surprise ဖြစ်အောင်လုပ်ပြပါတော့သူဒီကစားသမားဒီမိပြကအဆင့်တုံးနဲ့လည်းယာယီတင်းနေအောင်လုပ်ပြပါတယ်ချန်ပီယံလေးလုပ်ဝင်ပါတယ်အဲ့တော့သူ့ကိုထုတ်မယ်မထုတ်ဘူးလေသူစိတ်ဝင်စားဘူးသူဟိုစက်ခတ်မယ်ဆိုရင်အပေါင်းဆုံးလုပ်ပြမယ်ကစားသမားလေးကလည်းဒီရှေ့ကနေမှသူ့လက်ထက်မှာလုပ်ပြပါတဲ့အချိန်တွေကတော့ကစားသမားလေးကလည်းသူ့သဘောကျတယ်ဒါကျွန်တော်အမြင်ရပါတော့အဲ့တော့သူ့သဘောကျတယ်ဒီယာဒီမှာလည်းချန်ပီယံလေးပြန်ပွဲတွေကအများကြီးပဲအဖရိကတွေလည်းရှိတယ်ကာရာမောင်တွေလည်းရှိတယ်ပြန်ပွဲစုံသွားပြီပထမယာဒီကလို့ပရီးမီးယားလိတို့လည်းမဟုတ်တော့ကစားသမားတွေကလိုတော့ဖြစ်နေတာတယ်မန်ယူတင်းရပါတော့ဖြစ်နေတာပြီးတော့ဒါပွဲစဉ်ယာဒီစား6ဝန်းပွဲတော့ပြောလို့ရတယ်အဲ့လို6ဝန်းပွဲမှာမန်ယူတင်းကလုံးဝအမှားခံလို့မရဘူးလို့ကျွန်တော်မြင်တယ်ဘာလို့ဆိုတော့ဒီပွဲမှာအခုရှုံးရတာဖြစ်ဖြစ်တေးကြတာဖြစ်ဖြစ်နောက်ဆုံးကြောင့်အရင်ရုံးကန်ပြီးတော့မှ